哦，对了是。ညီမတို့အကိုကစောင့်နေညီမတို့ကအကိုကိုလိန်တော့မှာမဟုတ်လားဟယ်လို Hello， 我妈是，我刚刚没呀吧？你说那这里的，我没理把他了吧是？ ညီမရေဟိုအကိုပြောမယ်ဟိုလေအကိုညီမတို့ဖုန်းစောင့်နေတာတိလားညီမခဏလေးနော်ဗာလေအကိုဘာပြောညီမဖုန်းမချနဲ့နော်အကိုတစ်ချက်မှာအကိုမိန်းမတစ်ချက်ကြည့်လိုက်အောင်မယ် 哦，对了是。ညီမတို့အကိုကစောင့်နေညီမတို့ကအကိုကိုလိန်တော့မှာမဟုတ်လား 我好骗，没毛钱了。အကုန်သိတယ်ညီမတို့ကအစုဖွဲ့နေလေဟို script တွေရေးပြီးတော့မှဇာတ်လမ်းတွေဆင်ပြီးတော့မှအကိုတို့လိန်ပါလေဟုတ်တယ်မလားအကိုအမှန်တိုင်းပြော 我好骗。ဘာမှမဖြစ်ဘူးအကိုပြောရမယ်အကိုကအဲ့လိုလိန်မဲ့လူကိုစောင့်နေတာနော်အကိုပြောရမယ်အကိုကညီမတို့ရှေ့အကူညီတောင်းချင်လို့တိလား 哦，好给。အကိုကလည်းညီမတို့လိုပဲအိမ်မှာအကိုမိန်းမကိုအကိုဘတ်နေရနီလန်းပေါင်းစုံနဲ့ဘတ်ပြီးတော့မှအကိုကပတ်စံနေလဲဘတ်အပြင်ထွက်ဖို့ရဆိုင်ထိုင်ဖို့ရဘီယာဆိုင်တွားဖို့ရဆိုလဲဘတ်ပြီးတွားနေတာဒါပေမဲ့အခုကျတော့အကိုမိန်းမကဘတ်တဲ့အကွက်တွေကစုံသွားတဲ့ခါကျတော့အခုမိန်းမအကိုကဘတ်လို့မရတော့ဘူးမရတဲ့ခါကျတော့အခုညီမတို့လိုလိန်တဲ့လူတွေကိုအကိုကစောင့်နေတာညီမတို့ကအကိုကိုကူညီတယ်ဆိုလို့ရှိရင်ညီမတို့လည်းအကျိုးမြုပ်စေရအောင်နော်ညီမတို့လည်းအကျိုးမြုပ်စေရဘူးအကိုလည်းအကျိုးရှိမယ်ပေါ့အဲ့လိုမျိုးလေးနော်ညီမအကိုကိုကူညီမလားကူညီမယ်ဆိုအကိုပြောပြမယ် 好给，公章是。ဟုတ်ပြီအကိုမိန်းမရှိရပတ်စံကိုဘယ်လိုဘတ်ရမလဲဆိုတော့နီလန်းကိုညီမတို့ကဝိုင်းစင်စားပေးပြီးတော့အကိုကိုပြောပြအဲ့ဆိုလို့ရှိရင်အကိုမိန်းမရှိရဘတ်လို့ရတဲ့ပတ်စံကိုညီမတို့ကို percentage နဲ့ပေးမယ်ပြီးလို့ရှိရင်အကိုအပြင်ထွက်လို့ရအောင်ဘတ်လို့ရတဲ့ဇက်လန်းမျိုးတွေကိုစဉ်းစားပြီးတော့အကိုကိုပြောပြပေးတကယ်လို့အကိုအပြင်ထွက်လို့ရတယ်ဆိုလဲတစ်ခေါက်အပြင်ထွက်လို့ရရင်ညီမတို့ဘလောက်ဆိုပြီးတော့မှအကိုကပေးမယ်အဲ့ဒါအကိုညီမတို့ကူညီနော်ညီမတို့တခြားစဉ်းစားညီမတို့တိုင်ပင်ထားလိုက်အကိုဒီဖုန်းနံပါတ်ကိုမှတ်ထားမယ်နော်အကိုပြန်ဆက်မယ်ညီမတို့တိတ်မဆက်နဲ့အကိုမိမရိပ်မိသွားမှာဆိုလို့နော်โอเคနော်အကိုပြန်ဆက်မယ်ညီမတို့စဉ်းစားမနေ့ဖြန်ညအကိုပြန်ဆက်မယ်